你家一些喽。မကြိုက်မကြိုက်ဒိန်တွေလာဆုံးချိန်ဒါဘယ်လိုခေါ်တယ်လဲတဲ့လေဒိန်ပင်လေးကြီးရှိမှသူမေးကနေတောင်မောစလက်ပန်းနဲ့အနေထိုင်နေသူဇလန်တွေချယ်ရီနေကလေးကိုနာချင်လာလနေမနက်ခင်းနေကမင်းကိုလမ်းစေတဲ့ရိတ်တွေကိုမရောက်လာတဲ့လမ်းမှာမင်းဆောင်လို့နေမလားလေဇလက်ပန်းလေးတောင်မောဇလက်ပန်းလေးတနေစီတာခွင်းနေဒီတနိုင်ငံစီတဲ့ကလေအတူပြန်မဆုံးနေပဲကန်ခင်းနေသူနှစ်ယောက်ဟဲ့နေကြီးမနှက်ခင်တစ်ဖက်ဒီနေဝင်တဲ့တစ်ဖက်စီတောင်မောသူငွေတန်တောင်မောသားကရနေပြီစိတ်ကူးရင်မီဆောင်မီရှမ်းပြည်ကပန်းချယ်ရီသူချစ်နေတဲ့ချင်းတောင်နဲ့ငါစလက်ပွင့်ကလေးစီချစ်ကလေးစီတောင်မောစလက်ပန်းလေးစီပန်းဝင်ဖြူလေးလို့နေရစိတ်နဲ့ဖြူစင်နေဇလက်ပန်းဝင်နီလေးလို့မင်းကလေးပါနေကရဲ့ဇလက်ပန်းဝင်ဝါလေးလို့မင်းသားလေးဟာဝါလေးနဲ့မြင်မှုတွေ့ခဲ့မှုသူနိုင်လေမင်းကိုခင်မင်းကတောင်းတဲ့မောကပန်းတွေမွန်တရားလောက်အောင်မေဒီပန်းတွေနဲ့ရွှေချေပြီးမရစေခဲ့ပြီဇလက်ပန်းလေးတောင်မောဇလက်ပန်းလေးစိတ်ကူးရင်မီဆောင်သည်ရှမ်းပြည်ကပန်းချယ်ရီသူချစ်နေတဲ့ချင်းတောင်နဲ့ငါဇလက်ပွင့်ကလေးစီချစ်ကလေးစီတောင်မောဇလက်ပန်းလေး